ကဲဒီလိုမျိုးလေးတွေမေးထားတဲ့အကြောင်းသားလေးတွေများတာဖြစ်တဲ့အတွက်ဆရာဒီဟာလေးနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးတော့မှာဖြစ်ပါတယ်เนาะကဲတစ်ချက်လောက်နားထောင်ကြအောင်เนาะဆရာပြတဲ့အလုပ်ဖောင်းထဲမှာပြပထွက်ဖူးလားဆိုတော့တဲ့ထိုင်းထွက်ဖူးတော့ထိုင်းလို့ရေးလိုက်တယ်ဆရာတဲ့ကောလင်းနဲ့သက်ဆိုင်မှုရှိလားဆရာတဲ့တော့ကြားတဲ့ကိုရီးယားခောက်ပြန်ထင်းနေမှာဆိုလို့ပါတဲ့ကဲဟုတ်ပြီเนาะအဲ့တော့เนาะကိုကเนาะလောက်ရှောက်လွာတင်တဲ့အခါဒီမှာเนาะဒီလိုမျိုးမေးတဲ့အကြောင်းသားတွေကများတာဖြစ်တဲ့အတွက်ဆရာရှင်းပြပေးသွားမယ်အလုံးရှောက်လာတင်တဲ့အခါမှာနိုင်ငံခြားအတွေ့အကြုံပြပထွက်ဖူးတဲ့အတွေ့အကြုံရှိလားဆိုတဲ့နေရာမှာဆိုရင်အကြောင်းသားတို့အနေနဲ့ဟာလာထိုင်းထွက်ဖူးပါတယ်မလေးထွက်ဖူးပါတယ်စင်ကာပူထွက်ဖူးပါတယ်စသဖြင့်အသီးသီးဖြေဆိုကြတယ်เนาะဒီလိုမျိုးဖြေဆိုတဲ့အကြောင်းသားတွေအနေနဲ့ကခေါ်သားများလေးတော့စိတ်ပူတယ်ဟာငါဘာကြောင့်မလဲပေါ့เนาะအဲ့တော့ကိုရီးယားတစ်ခေါက်ပြန်နေနဲ့မြန်မှားနေမလားပေါ့เนาะမှားလို့မြန်ငါတို့မခေါ်သေးတာလားဆိုတဲ့စိတ်ပူမှုမျိုးတွေဖြစ်နေကြတာဖြစ်ပါတယ်เนาะအဲ့အတွက်လုံးဝစိတ်မပူပါနဲ့ဘာကြောင့်လဲဆိုရင်အဲ့တော့ကိုရီးယားတစ်ခေါက်ပြန်တခြားဘယ်နိုင်ငံပဲထွက်ခဲ့ကိုရီးယားတစ်ခေါက်ပြန်မဟုတ်ရင်ចောင်းသားတို့ကလူအသစ်ပါပဲလူသစ်ပါပဲเนาะလူသစ်ပါပဲတခြားဘယ်နိုင်ငံကပဲပြန်လာဒါကိုရီးယားတစ်ခေါက်ပြန်နဲ့မှားနိုင်စရာအကြောင်းမရှိပါဘူးအဲ့တော့ကိုရီးယားမှာဆိုလို့ရှိရင်ဒါကတစ်ခေါက်ပြန်သမားတွေဆိုလို့ရှိရင်လည်းကျွန်တော်ကတစ်ခေါက်ပြန်မှာမဟုတ်ဘူးလို့လည်းလိန်လို့မရဘူးလိန်လို့မရတယ်လို့เนาะလုံးဝမသွားဘူးသေးတဲ့သူတွေကလည်းကျွန်တော်ကကိုရီးယားတစ်ခေါက်ပြန်မှာလို့လိန်လို့မရပါဘူးဘာလို့လဲဆိုရင်တစ်ခေါက်သူတို့နိုင်ငံကိုဝင်လိုက်ပြီဆိုတာနဲ့เนาะလေစိတ်မှာimmigration ဖြတ်လိုက်ပြီဆိုတာနဲ့ကိုယ့်ရဲ့ data ချက်လက်တွေကသူတို့စီမှာအားလုံးရှိပါတယ်တစ်ခေါက်ပြန်ဆိုရင်တစ်ခေါက်ပြန်ဘယ်ခုနှစ်ကနေဘယ်ခုနှစ်ထိဒီမှာနေသွားတယ်ဆိုတဲ့အချက်လက်တွေကကိုရီးယားနိုင်ငံမှာအချက်လက်တွေကအားလုံးရှိပြီးသားဖြစ်တဲ့အတွက်ဒါတစ်ခေါက်ပြန်နေနဲ့လုံးဝမှားနေစရာမလိုဘူးပေါ့เนาะမှားစရာမလိုဘူးအဲ့တော့ကျောင်းသားတို့ကเนาะအဲ့တော့တစ်ခေါက်ပြန်နေနဲ့မှားတစ်ခေါက်ပြန်နေနဲ့မြန်မှားနေလို့เนาะတူသွားလို့မြန်မခေါ်တာလားဆိုပြီးတော့စိတ်ပူကြတာကိုနားလည်ပါတယ်သို့ပေမဲ့အဲ့အတွက်မခေါ်သေးတာမဟုတ်ပါဘူးဘာလို့လဲဆိုရင်ဒီခေါ်တဲ့စနစ်ကိုကเนาะအစင်လိုက်သွားနေကြပါဘောเนาะအတီးပြူရက်ကိုအစင်လိုက်အများစုကအစင်လိုက်သွားနေတာကြားတာဖြစ်တဲ့အတွက်အတီးပြူရက်ကိုရက်မရောက်သေးလို့ဒါအခုလိုမျိုးမရရှိသေးတာဖြစ်ပါလိမ့်မယ်เนาะကိုရဲ့အတီးပြူရက်ရောက်လာပြီဆိုလို့ရှိရင်ဘယ်နိုင်ငံပဲထွက်ခဲ့ဒါကိုရီးယားနိုင်ငံကပထမဆုံးလူသစ်အနေနဲ့ကျောင်းသားတို့လည်းခေါ်တာတွေရရှိလာမှာဖြစ်ပါတယ်เนาะအဲ့တော့တခြားနိုင်ငံတွေထွက်ခွာဘူးလို့ကိုရီးယားတစ်ခေါက်ပြန်နေနဲ့မှားမှာဆိုတဲ့အတွေးမျိုးတွေလုံးဝမတွေးပါနဲ့ခေါင်းထဲကထုတ်လိုက်ပါအဲ့ဒီအချက်ကြောင့်လည်းမခေါ်တာမျိုးမဟုတ်သေးပါဘူးအလှမကြသေးလို့ပါเนาะကိုယ့်ရဲ့အတီးပြူရဲ့အလှမကြသေးလို့ပဲဖြစ်ပါလိမ့်မယ်เนาะအဲ့ဒါကြောင့်လုံးဝစိတ်မပူပါနဲ့ခင်ဗျာကျောင်းသားတို့ရဲ့အတီးပြူရဲ့ calling ရက်တွေရောက်လာပြီဆိုလို့ရှိရင်เนาะကျောင်းသားတို့လည်းအတီးတီခေါ်စာအတီးရရှိကြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့เนาะအဲ့တော့ဒီလိုမျိုးမေးနေတဲ့သူတွေများတာဖြစ်တဲ့အတွက်ဆရာကဒါလေးနဲ့ပတ်သက်ပြီးတော့လုံးဝမသက်ဆိုင်ကြောင်းကိုရှင်းပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်